မင်္ဂလာပါရှင်ခေတ်သစ်ရန်ကုန် TV Channel ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ကိုကန့် MNDAA ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေးမင်းဦးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာထူးနဲ့လာရှုကိုပြန်ရောက်လာပြီးရမခတိုင်းစစ်ဌာနချုပ်ကိုပြန်တီဆောင်မဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့် MNDAA ထံလက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေးမင်းဦးကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာထူးနဲ့လာရှုကိုပြန်ရောက်လာပြီးလာရှုစိတ်ရုံဖွင့်ပွဲအပါအဝင်လာရှုမျိုးပြန်လည်တီဆောင်ရေးကိုဦးဆောင်လုပ်ကိုင်နေကြောင်းလာရှုမျိုးဒေသခံပြည်သူတွေကပြောပါတယ်။မေလ9ရက်နေ့လာရှုပြည်သူစေယုံကိုအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်အေးမင်းဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလက်ပတ်စစ်ဆေးခဲ့ကြောင်းဒီကနေ့လက်ရှိအချိန်ထိလာရှုမြို့မှာတိုင်းမှုဗိုလ်မှူးချုပ်အေးမင်းဦးရှိနေဆဲဖြစ်ကြောင်းလာရှုမြို့မှာပြည်သူတအုပ်ကပြောဆိုပါတယ်။မနေ့ကစေယုံဖွင့်ပွဲတိုင်းမှုလာတဲ့ဒီကနေ့ထိလည်းလာရှုမှာပဲဒီမှာပဲရုံထိုင်မယ်လို့တော့ကြားတယ်လို့လာရှုမှဒေသသတင်းအရင်းမြစ်တွေကပြောပါတယ်။ MNDAA ကအေပီလာနှောင်ပိုင်းလာရှုမြို့ပေါ်12ရက်ကွက်မှာဆုတ်ခွာသွားပြီးနောက်အရှေ့မြောက်တိုင်းတိုင်းမှုဗိုလ်မှူးချုပ်အေးမင်းဦးမှလာရှုမြို့ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပြီးစီဒီအမ်ဘူကြီးစီရောကတော့လာရှုမှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြန်လည်အခြေစိုက်ဖွင့်လှစ်မယ်လို့သိရကြောင်းသတင်းဌာနကိုပြောပါတယ်။လာရှုမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်အခြေစိုက်မယ်အစားကမိုင်းရည်နဲ့တန်ရန်မှထားမလားရွှေပြီးမယ်ဘလို့ဖြစ်သွားလဲတော့မသိဘူးလာရှုမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်ဖွင့်မယ်လို့စီဒီအမ်ဘူကြီးစီရောကပြောဆိုပါတယ်။လာရှုမြို့ကို2024ခုနှစ်ဩဂုတ်လမှာ MNDAA ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ရဲ့ဂျာဝင်မှုကြောင့်အခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။လက်ရှိလာရှုမြို့ပြန်လည်တည်ထောင်ဦးဆောင်နေတဲ့တိုင်းမှုဗိုလ်မှူးချုပ်အေးမင်းဦးကမက်လအတွင်းတိုင်းမှုဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ဗိုလ်မှူးချုပ်အေးမင်းဦးက2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDAA ကလောက်ကိုင်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာဆာကိုသိမ်းပိုက်ခဲ့စဉ် MSL စစ်စင်ရဲ့ကုတ်ကဲမှုဌာနချုပ်မှာစစ်စင်ကုတ်ကဲရေးမှုအဖြစ်တာဝန်ထမ်းဆောင်ပြီးဒေသကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်ဒေသကုတ်ကဲမှုဗိုလ်မှူးချုပ်မိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းထွန်းမြေတမ99ဌာနမှုဗိုလ်မှူးချုပ်ဇော်မျိုးဝင်း MSN စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုဗိုလ်မှူးချုပ်အောင်စောလင်း MS6 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုဗိုလ်မှူးချုပ်တော်စင်ဦးနဲ့တူ MNDAA ထံမှလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။လာရှုမြို့အခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လအတွင်းဆုံးရှုံးခဲ့ပြီးတဲ့နောက်စစ်ကောင်စီကတန်ရန်မြို့ကိုအခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်မှုအဖြစ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။အခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရှားမခတိုင်မှုဗိုလ်ချုပ်မြင့်ကျော်ထွန်းကကြားဖြန့်တရုတ်ငွေလင်ခိုင်းများထံမှငွေကျပ်သိန်းထောင်ကြီးလက်ယူမှုနဲ့စစ်ကောင်စီကယာရုမှဖယ်ရှားဖမ်းဆီးလိုက်ပြီးနောက်ဗိုလ်မှူးချုပ်အေးမင်းဦးကိုရှားမခတိုင်မှုတန်ရန်အသည့်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြိုင်မြို့နယ်စီမံကိန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ3ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်စီမံကိန်းရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ3ဦးသေဆုံးခဲ့ကြောင်းပခုတ်ကူခရိုင်တရင်15မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဧပြီလ30ရက်နေ့မှာမြိုင်မြို့နယ်စီမံကိန်းရုံးတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့များဘက်မှလည်းရဲဘော်တအုပ်မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။လက်နက်တွေတော့သိမ်းဆည်းရမိတာမရှိဘူးလက်နက်တွေသွားကောက်ဖို့အခွင့်မရလို့ပါတိုက်ပွဲကအချိန်ကြာတော့ကျွန်တော်တို့ဘက်ကလက်နက်ခရမ်းကြီးလုံလောက်တာမျိုးတွေမရှိလို့ပြန်ဆုတ်ခဲ့ရတယ်လို့ပခုတ်ကူခရိုင်တရင်15မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုပကုတ်ကူခရိုင်အမှတ်15တရင်နဲ့ LPDF နဂနီပါကားဖားတို့ကဦးဆောင်ပြီးပကုတ်ကူခရိုင်တရင်15အပါဝင် LPDF များပူးပေါင်းနဲ့မြိုင်အညာမြေတပ်ပေါင်းစုအညာဟီရိုတို့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကတလအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတလအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူများထိခိုက်ဒေဆုံးခဲ့ရကြောင်းပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ထံမှသိရပါရယ်။အဆိုပါမျိုးများမှာနောင်ချိုမိုးကုတ်တပိတ်ချင်းတီဘောမိုင်းယော်နဲ့နန်ဆန်းမျိုးနယ်တို့ဖြစ်ပြီးစစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလတွင်တိုက်ပွဲမရှိဘဲတိုက်ခိုက်ခဲ့သော၎င်းတို့ရဲ့မိုင်းကြောင့်ထိခိုက်ဒေဆုံးမှုတွေလည်းရှိကြောင်းသိရပါရယ်။ကျမတို့ဒေသမှာဘုံကျဲတာတွေပုံမလုပ်လာပါရယ်။ဧပြီလမှာဆိုရင်တော့ဘုံကျဲတိုက်ခိုက်မှုကအများဆုံးပါပဲ။နောင်ချိုမိုးကုတ်ကပို့ပြီးတော့မှရှင်ဆိုင်နေရတယ်လို့ TNL ပြောခွင့်ရလူရီဦးကမေလ4ရက်နေ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောပါရယ်။ဒါအပြင် TNL ထိန်းချုပ်ထားတဲ့နေမြေဒေသတွေအတွင်းစစ်ကောင်စီကစစ်ရေး
တိုးမြင့်လှုပ်ရှားခြင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ခတ်မှုတွေပုံမှန်လှုပ်ဆောင်နေတာကိုတွေ့ရှိရတဲ့အတွက်ပြည်သူများသတိထားကြဖို့၎င်းကတိုက်တွန်းပြောကြားပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်စီတပ်မှလေကြောင်းဒရုန်းတို့နဲ့ပုံကျဲတိုက်ခိုက်မှုအပြင်မိုင်းနဲ့လက်နက်ကြီးတို့ကြောင့်နေအိမ်များပြပျက်စီးပြီးပြည်သူနှောက်ဦးတည်ဆုံးကကလေးငယ်ပါဝင်ကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNL ကထုတ်ပြန်ပါတယ်။အဲဒီကာလက TNL ပါဝင်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကငလင်တန်တဲ့ပြည်သူများကိုလူသားချင်းစာနာထောက်ထားတဲ့အတွက်တလတာတစ်ဖက်သက်အပြည့်ရထားတာဖြစ်ပြီးလက်ရှိမှာလည်းတလထပ်မံတိုးထားကြောင်းသိရပါတယ်။ထို့အတူစစ်ကောင်စီကလည်းအပြည့်ရတယ်လို့ထုတ်ဖော်ပြောဆိုထားတဲ့ကာလတစ်ခုဖြစ်ပြီးလက်တွေ့မှာတော့စစ်ရှုံးနေမြေများပြန်လည်ရရှိဖို့အတွက်လီကြောင်းအုံပြုကနိုင်ငံတော်ဝန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။